你刚才来路没呀嘛，没呀啦，身上的。ကောင်းပါတယ်ဗျာ ဟုတ်ကဲ့ဒီကောင်းပါတယ်မေ 你刚买的路标的卡价问大吧嘞，但是你刚买的路标的先低价吧，那来身上的要不喏。然后今天嘛是先，然后不是嘛，我说经过了的个别有个估计的，起码是比对的呢，顺利了批发的。 ဟုတ်ကဲ့ပါ အဲ့ဒါအရေးကြီးတဲ့ချက်ကပါလဲဆိုဒီချိန်မှာတချို့တွေကတိတ်ပြီးအကြောက်လွန်နေကြတယ်တိတ်ကြောက်တယ်ပေါ့နော်တိတ်ကြောက်ပြီးတဲ့အခါကျတော့ရန်လိုတဲ့စိတ်တွေပါဖြစ်လာတာပေါ့သူတို့ကိုပူစီမဲ့လူတွေနဲ့ဆိုရင်မလာစီချင်မှုပေါ့ဥမာကိုယ့်အိမ်ကိုဒါမှကိုပြန်ဖို့ခက်နေတဲ့တွေလည်းရှိတယ်ဒါကြောင့်မလို့နောက်တချို့ကျတော့လေပေါ်လွန်အားကြီးတယ်ဖြစ်မှာမဟုတ်ပါဘူးဆိုပြီးတော့အဲ့ဒီစိတ်ထားရှိကြတယ် အဲ့တော့တကယ်ပဲပေါ့နော်ဖြစ်ခဲ့တဲ့လူတွေကူးခဲ့တဲ့လူတွေကနေပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုသင်္ကတ်တဲ့နဲ့ဘယ်လိုသင်ခန်းစာတွေယူသင့်နေဆိုတာကိုအဲ့ဒီဟာကိုကျမတို့ကနေအဓိကထားပြီးတော့ပြောချင်တာပါအဲ့တော့ပထမဦးဆုံးအနေနဲ့တော့အားလုံးသိကြတယ်ပေါ့နော်ကျမတို့ပထမဦးဆုံးကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ကိုတောင်ဆွမ်းခိုင်နဲ့ပြောချင်ပါလေဟုတ်ကဲ့ပါမေ ပထမဦးဆုံးအနေနဲ့တော့ဒီလိုဖြစ်နေပြီဆိုတော့ကိုဘယ်လိုခံစားရလဲပေါ့နော်နောက်ပြီးတော့အဲ့ဒီအခုဆိုလို့ရှိရင်တလားကျော်သွားပြီဟုတ်ကဲ့ 23ရက်နေ့မှာဆိုတာဒီနေ့က25ရက်နေ့ဆိုတလားကျော်သွားပြီအဲ့တော့အဲ့ဒီအချိန်ကာလအတွင်းမှာဖြတ်ကျော်ခဲ့တယ်ဘယ်လိုဘာတွေကအင်အားဖြစ်စေလဲပေါ့နော်ဘာတွေရှောင်တဲ့လဲဆိုတာကျမတို့ပြည်သူတွေကနေပြီးတော့သင်ခန်းစာယူနိုင်အောင်လို့ပြောပြပေးပါလား ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေဒီလိုပြောကြီးဒီလိုအခွင့်အခါကောင်းပြင်ဆင်ပြတဲ့ဖျားတခဲရဲ့ကျေးဇူးတော်ကိုရှင်းစွာချီးမွမ်းမှုလိုပါတယ်ပြီးတော့ကျွန်တော်အမေရဲ့မျက်နှာမြင်လိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာတကယ်ပဲအတိုင်းမသိဝမ်းသာပါတယ်ဒီဖြစ်နေပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီတင်စီယုံမှာအခုတလားနဲ့ခုနရက်တလားနဲ့တပတ်တီရှိပါတယ်အခုတင်စီယုံရောက်လာတဲ့ကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော်ဆရာဝန်ဆရာမတွေနဲ့တင်မှာရှိတဲ့စီယုံအုပ်ရဲ့တမတော်ရဲ့ဆရာဆရာမတွေရဲ့ဂရုစိုက်မှုနှွေးထွေးမှုသူတို့ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်နှွေးထွေးခံစားရပါတယ်ပြီးတော့ကျွန်တော်တစ်ချက်ပြောချင်တာကတော့ကျွန်တော်တရက်တာဖြစ်တဲ့ခါမှာပမာလူမပြေတာလေးတွေရှိတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒါဒီတိခံခလို့ပြေပါလို့ကျူးစောတောင်းပန်လို့ပါတယ် အားနေနိုင်ပါလေ ဟုတ်ကဲ့ကျွန်တော်ဒီစီရောက်တာနဲ့ဘယ်လိုထိတွေ့ခံစားလဲဆိုတော့ကျွန်တော်နီးတိုင်းအဖျားတိုင်းတယ်ပြီးတော့မနေ့တခါညတခါတင်စီရောက်တာနဲ့စေဝန်ဆမတွေရဲ့နှွေးထွေးမှုလည်းရတယ်ပြီးတော့သူတို့ကကောင်းမွန်ပြုစုပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဖျားလည်းမရှိတော့ဘူးအဲ့ဒါနဲ့ကျွန်တော်မနေ့တခါညတခါကျွန်တော် report လုပ်ပြီးပါတယ်အဲ့ဒီအဖျားလည်းလုံးဝမရှိဘူးဘာလက္ခဏာမှမရှိဘူးဆိုတော့ဖျားတကန်ရဲ့ကြီးတော်ချင်းဝမ်းပါတယ်အဲ့ဒါကြောင့်ဒီစီယုံရောက်လာတဲ့ကျွန်တော်စိတ်ချမှုရရှိလို့ကျွန်တော်အခုချိန်ထိအားလုံးရတဲ့တိုင်းပါပဲကျွန်တော်ပူဝတ်တယ်လို့ပါပဲစားလို့လည်းကောင်းတယ်အိတ်လို့လည်းကောင်းတယ်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဘယ်လိုခံစားလဲဆိုတော့ကျွန်တော်မနေ့ထားတာနဲ့မနေ့9နာရီထားပါတယ်မနေ့ဆွေ9နာရီခွဲလောက်ထားပြီးတော့မှကျွန်တော်ကျန်းစာဖတ်တယ်စုတောင်းတယ်အဲ့ဒါစုတောင်းပြတာနဲ့ကျွန်တော်ရဲ့ RBP ပေါ့နော်ဒီပေါင်းချိန်တာ SPO2 ပြီးတော့အဖျားတိုက်တာအဲ့ဒီ3ခုစလုံးလုံးဖြစ်ပါတယ်ဒီပေါင်းချိန်ကောင်းရဲ့လား ဟုတ်ကဲ့ကောင်းပါတယ်အားလုံးအဆင်ပြေပါတယ်ဒီတစ်ချီပေါ့နော်တလားနဲ့တပတ်လုံးကိုအဖျားလည်းဘာမှမရှိပါဘူးဖျားတကယ်ရဲ့ကြီးတော်အကြောင်းပါပဲအဲ့ဒါပထမဦးဆုံးချိန်မှာပေါ့နော်ဒီလိုကိုဗစ်ရောဂါပိုးရှိတယ်လို့ပြောလိုက်တဲ့အခါကျတော့ဘယ်လိုခံစားရလဲစိတ်ထဲမှာစိုးရင်ပူပန်ဖြစ်သလားဒါမှမဟုတ်တည်ငြိမ်နဲ့ပဲရင်ဆိုင်စရာရှိတော့ရင်ဆိုင်မယ်ဆိုပြီးတော့အဲ့ဒီလိုရပ်တည်ခဲ့တာဟုတ်ကဲ့စိတ်ထဲမှာတော့တည်ငြိမ်နဲ့ခံစားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အသက်ရှင်တဲ့ဖခင်ကကျွန်တော်မအတူပါရှိတယ်အမန်နူလာဖခင်ဆိုတာရှိပါတယ်အဲ့ဒါကြောင့်ဖခင်ကကျွန်တော်ကိုခေါ်လာပြီးတယ်ကျွန်တော်ဒီငင်နဲ့ပဲဖြစ်တမ်းမယ်ကြော်လွှမ်းမယ်ဆိုတဲ့စိတ်ထားရှိပါတယ် နောက်ပြီးတော့ဥစ္စာဒီဆေးရုံကိုရောက်သွားတဲ့အခါကျတော့ဆရာဝန်တွေဆရာမတွေက
ကြိုဆိုတဲ့အခါမှာစိတ်အသက်သာရအောင်ရှားအောင်ကြိုဆိုရလားသိပြီးတော့စိတ်တွေပါစိတ်ပူပန်တွေတောက်ကတွေပါမဖြစ်အောင်လို့သူတို့ဆရာမတွေကဝိုင်းပြီးနှစ်သိမ့်ပေးကြလား ဟုတ်ကဲ့နှစ်သိမ့်ပေးပါတယ်သူတို့ကအာပီစကားလေးပြောတယ်သူတို့ကနွေးနွေးထွေးထွေးနဲ့စစ်ဆန်တယ်ကျွန်တော်သူတို့ရဲ့မျက်နှာကိုကြည့်ချင်တာဖြစ်ခေါ်တာရရှိပါတယ်ဒီတင်စီယုံကြီးကိုဒီတင်စီယုံအုပ်နဲ့ဆရာမဇမ်ဂျင်းနဲ့ sister ဇမ်ဂျင်းနဲ့တကွတမတော်ဒီအပေါ်မှာထူးကျေးဇူးတင်ရှိပါတယ်သူတို့ရဲ့နွေးနွေးထွေးထွေးစစ်ဆန်ချင်တာဖြစ်ကျွန်တော်အရန်ပဲဒီဖြစ်တဲ့ခေါ်တာရရှိခဲ့ပါတယ်ဒါပေမဲ့ဒါလည်းအပြန်အလှန်နဲ့တူပါတယ်ဘာဖြစ်လို့လဲဆိုတော့တိတိယဆရာဝန်ကြီးနဲ့ပြောတော့ပြောခဲ့တယ်တိတိယဆရာဝန်ကြီးကကိုတောင်ဆွမ်းခိုင်ကအရန်ပူအောင်ဆောင်ရထားပဲပေါ့နော်ဆက်ဆံရတာသိကောင်းတာပဲသိပြီးတော့သူတို့အတွက်ကျင်းဆရာကောင်းတဲ့လူနာတယောက်ဖြစ်တယ်လို့ပြောသွားပါတယ်အဲ့တော့ဆက်ဆံရေးဆိုတော့အပြန်အလှန်ပေါ့နှစ်ဖက်စလုံးကနေပူပေါင်းဆောင်ရွက်ခြင်းနဲ့စိတ်နှစ်ဖက်စလုံးကနေတယောက်ပေါ်တယောက်ယုံကြည်တဲ့စိတ်ရှိတယ်ဆိုတော့ပို့ပြီးတော့ယောဂမြန်မြန်တက်တာမယ်လို့ထင်မိပါတယ်နောက်ဦးသားအမေကလည်းကူးနေတယ်နော်နောက်တော့တချို့တွေကူးနေတဲ့ခါကျတော့သူတို့အတွက်ကောသားဆိုရင်မှုရှိတာဟုတ်ကဲ့သူတို့တော့ကောင်းပါတယ်သူတို့လည်းနေ့တိုင်းကျွန်တော်လူပဲအဖျားတိုက်တယ်ဒီချက်ချင်းစီတေးတင်စီရုံမှာရောက်ကလေးကဒီနေ့ချက်ချီတော့ဘာမှအလက္ခဏာမပြပါဘူးအဖျားလည်းမရှိဘူးပြီးပေါင်ချိန်တာလည်းကောင်းတယ် SPO2 တိုက်တာလည်းအကုန်လုံးကောင်းပါတယ်ရတကယ်ရဲ့ကြီးတော့ကျန်းပါပဲဟိုဒီရင်စီရုံမှာဆိုရင်ဆရာဝန်ကြီးပြောသွားတာပေါ့နော်တချို့လိုအပ်တဲ့ check လေးတွေရှိတာပေါ့ဥမာဆိုရင် ICU unit လိုအပ်တာတို့နောက်ပြီးတော့ဒီကုသယောဂါတွေအတွက်တတ်ထားနိုင်မှုအတွက်ပြင်ဆင်မှုတွေလိုအပ်တာတို့ဘာလို့ပြောသွားတဲ့အခါမှာအဲ့ဒီဟာပြောတော့ပြီးတဲ့အခါကျတော့အလူရှင်တယောက်ကလည်းပေါ်လာပါတယ်တည်တင်စေရုံအတွက်အလုံးသူတောင်းယူပေးပါမယ်တဲ့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါမှဒီယောဂဖြစ်တယ်ဆိုတာတစ်ဖက်ကကြည့်ရင်တော့ဒါမကောင်းမှုလို့လည်းပြောရင်ရတာပေါ့ဒါပေမဲ့ဒီယောဂဖြစ်ပြီးဒီတည်တင်စေရုံမှာတက်လာရတဲ့အတွက်တည်တင်စေရုံအတွက်လည်းကျိုးရှိသွားတဲ့သဘောလည်းဖြစ်ပါတယ်နောင်ကြလို့ရှိရင်တည်တင်စေရုံမှာတက်မဲ့လူနာတွေအတွက်လည်းကောင်းသွားတာပေါ့အဲ့တော့ချင်းပြည်နယ်အတွက်ကောင်းတယ်စင်တာနေတို့နိုင်ငံတနိုင်ငံလုံးအတွက်ကောင်းတာပဲအဲဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုကအများကိုအကျိုးဖြစ်အောင်လို့လုပ်နိုင်တဲ့အခွင့်အရေးကတော့လူတိုင်းမှာရှိတာပဲလူတိုင်းမှာရှိတာပဲဒါမှမဟုတ်တချို့ကနေပြီးယောဂကူးသွားတယ်ဆိုရင်ကိုကနေတခြားလူတွေပဲကူးရဲဆိုတော့စိတ်မကောင်းဖြစ်နေတဲ့လူတွေရှိတယ်တချို့ကလည်းယောဂကူးတဲ့လူကသူတို့ယောဂပေးတော့မလို့နဲ့တရားခံလို့မြင်တဲ့လူတွေကလည်းရှိတယ်ပေါ့နော်တကယ်တော့ဒီလိုမဟုတ်ပါဘူးလူရဲ့အခြေအနေကဘာပဲဖြစ်သွားကိုကနေပြီးတော့စေနာရှိလို့ရှိရင်မှန်ကန်ကန်ရပ်တည်နိုင်လို့ရှိလို့ရှိရင်တော့အများကိုပြုတ်နိုင်ဖို့အခွင့်အရေးကတော့ရလာမှာပဲအဲ့တော့ဒါတိတိဆေးဥမှာတက်လိုက်ရတဲ့အတွက်တိတိဆေးဥကအဆင့်ပူပြီးမြင့်သွားမယ်နောက်ပြီးတော့ကြလို့ရှိရင်ဒါတို့ချင်းပြည်နယ်ကပြည်သူလူထုအတွက်ပို့ပြီးတော့ကျမရေးကူတာမှုပေးနိုင်မယ့်အခြေအနေရှိသွားတာပေါ့အဲကျမ